ချင်းငွေရပြီးကြတဲ့ရာ product အသစ်တွေဆိုလို့ရှိရင်ဒီပေါ့နော်အနှစ်ကို frozen လုပ်ထားတာပြီးရင်အပြုတ်ကို ready to eat ပေါ့နော်အဲ့ဒါရဲ့နောက်အမှုတ်ကိုဒီ2မျိုးအရသာမှုတ်ရဲ့နောက်ပြူဝါဒီစားပဲဥငံဆိုပြီးတော့၄ခုအထိကိုဒီစုချင်းငွေတွေကိုသုံးပြီးတော့ထုတ်လုပ်နိုင်ခဲ့တယ်ပြီးတော့ဒီ product တိုင်းကလည်းလက်သက်စစ်ဆေးလို့အောင်ပြီးတဲ့အဆင့်အထိကိုဖြစ်သွားတယ်ပေါ့နော်မသိမြအောင်ကသူမရဲ့စားပဲဥငံလုပ်ငန်း idea ကိုဝင်ရောက်ရှင်ပြိုင်ဖို့ရှောက်လွှာဝယ်ယူခဲ့စဉ်ကသူမနဲ့အတူလုပ်ငန်းကိုအကောင့်ထဲဖော်ဖို့တကယ်ချင်းဖြစ်သူမအီမွန်ကျော်နဲ့အတူလက်တွဲလုပ်ကင်ဖို့စီစဉ်ထားခဲ့ပါတယ်မသိမြအောင်နဲ့ကျမနေရတော့အရင်လေးကတငယ်ချင်းတွေပေါ့နော်ရင်းနှီးတဲ့သူတွေဆိုတော့ကျမတို့လုပ်ငန်းကြောင်းတိုင်ပင်ရင်းနဲ့သူနဲ့ဒီ Skynet ကပြိုင်ပွဲလေးကြော်ညာတဲ့အခါမှာကျမတို့ဒါလေးဝင်ပြိုင်အောင်ဆိုပြီးတော့ပြောပြတာပါပေါ့နော်ပြောပြရင်လည်းကျမတို့စပြီးတော့ဝင်ပြိုင်ဖြစ်ခဲ့ပါရှင် Study Point စီးပွားရေး idea ပြိုင်ပွဲရဲ့ဝင်နာဆုရှင်မသိမြအောင်ကပြိုင်ပွဲမှာရှင်ပြိုင်ခဲ့တဲ့သူမရဲ့ idea လုပ်ငန်းဖြစ်တဲ့စားပဲဥငံလုပ်ငန်းကိုဆက်လက်အကောင့်ထဲပေါ်ဖို့ဒုတိယအကြိမ်စုချင်းငွေကျပ်သိန်း200ကိုလက်ခံရရှိခဲ့ပါတယ်။သူမကရရှိတဲ့ငွေကြေးတွေနဲ့စားပဲဥအနှစ် frozen စားပဲဥအမှုန့်တွေကိုထုတ်လုပ်ရောင်းချဖို့ကုန်ကျန်းဝယ်ယူတာစားပဲဥအမှုန့်ပြင်ဆင်ထုတ်လုပ်တာနဲ့ modern trade market အတွက်ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။ဒီစိတ်ကူးဆိုလို့ရှိရင်လည်းလှုပ်ချင်ခဲ့တာတော်ကြာပြီပေါ့နော်ဒါပေမဲ့ဒီပြိုင်ပွဲမှာနိုင်လို့ပတ်စံရလို့ဒါ3လအတွင်းဒီလောက်ထိအကောင့်ထဲပေါ်နိုင်တာလေကို့မှာအရင်းနှီးတာမရှိဘူးဆိုလို့ရှိရင်စိတ်ကူးနေရာမှာနေမဲ့ရက်သွားမှာပေါ့နော်အဲ့ခါကျတော့အခုဆိုလို့ရှိရင်ဒီကစုချင်းငွေရတဲ့အတွက်တကယ်ကိုမြန်ဆန်နေပေါ့နော်ဒီ market fit တစ်ခုဖြစ်ဖို့က3လအတွင်းကတကယ်တော့မလွယ်ဘူးအဲ့မှာအမတို့ကဒီပြိုင်ပွဲကရတဲ့ပတ်စံနဲ့အချိန်နဲ့သွားနိုင်တာမှုလို့ဒါဒီ3လအတွင်းမှာဒီလောက်အနေအထားတစ်ခုရောက်လာပြီပေါ့နော်အဲ့အတွက်လည်းဒီအမဒီပြိုင်ပွဲကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မအီမွန်ကျော်ဟာစားပဲဥလုပ်ငန်းရဲ့ထုတ်လုပ်ရေးပိုင်းကိုတာဝန်ယူထားတာဖြစ်ပြီးထုတ်ကုန်ပစ္စည်းအသစ်ဖြစ်တဲ့စားပဲဥငံအမှုန့်အတွက်ထုတ်လုပ်ပြင်ဆင်တာတွေနဲ့ပတ်သက်ပြီးအခုလိုပြောပြထားပါတယ်ကျမကြတော့ဒီ customer လိုအပ်ချက်အတိုင်းပေါ့နော်ဒီစားပဲဥအနှစ်ပြုလုပ်တာတို့စားပဲဥမုံပြုလုပ်တာတို့တွေကိုcustomer လိုချင်တဲ့ပုံစံလေးပြုလုပ်ပေးရတယ်ပြီးတော့ဘယ်လိုစားသုံးရလဲဆိုတာလေးတွေကိုလည်းပြောပြပေးရပါတယ်ရှင်အဓိက packaging ပိုင်းပေါ့နော် packaging မှာကျမတို့ကအများကြီးရင်းနှီးမြှုပ်နှံထားရတယ်ပြီးတော့ဈေးကွက်လိုအပ်တဲ့အတိုင်း packaging ကိုပြောင်းလဲပြုပြင်ပေးရတာတွေနောက်ကုန်ချမ်းကိုအများကြီးတူလောင်ထားရတယ်ပေါ့နော်အဲ့ဒါတွေတော့အခက်အခဲရှိပါရှင်စုချင်းငွေကျပ်သိန်း200ပေးပြီးနောက်ပိုင်းသူမဘာတွေဆက်လက်လှုပ်ဆောင်နေသလဲဆိုတာကိုအခုလိုပြောပြခဲ့ပါတယ်ခုလက်ရှိဆိုလို့ရှိရင် macro မှာဆိုလို့ရှိရင်စားပဲဥအနှစ်ထုတ်ရယ်အပြုတ်ရယ်နှစ်ခုကိုတင်ခွင့်ရခဲ့တယ် city max နဲ့ဆိုလို့ရှိရင်လည်းအခုဒီလာရောက်စစ်ဆေးတဲ့အနေအထားကိုရောက်သွားပြီပေါ့နော်ဒါအပြင် one store map နဲ့ကတော့စာချုပ်ချုပ်ဆိုတဲ့အနေအထားထိရအောင်တော့လှုပ်ဆောင်နိုင်ခဲ့ပါပြီရှင်စားပဲဥ frozen ရယ်ပြီးတော့အမှုန့်ထုတ်ပေါ့အမှုန့်နဲ့ပတ်သက်ပြီးပြောထားတော့ခုနကဒီလက်သက်စစ်ဆေးတာအပြင်ဒီလက်ရှိထုတ်ကုန်တွေရဲ့ဒါတိုးတက်မှုအခြေအနေရယ်ပြီးတဲ့ခါကျဈေးကွက်ရှာဖွေမှုအခြေအနေနောက်လည်းသိချင်ပါတယ်ရှင်အမှုတ်ကကျမတို့2မျိုးပေါ့နော်တစ်ခုကကြတော့ဒီအသင့်တုံအရသာမှုတ်ဒါကကြတော့ကျမတို့ဥမာကြက်သားကြော်တို့ဘာတို့ထဲမှာဖြူစားဖို့အနေထားအနေနဲ့ထုတ်လုပ်ထားတာဖြစ်တယ်နောက်တစ်ခုကကြတော့ပြူဝါစားပဲဥငံအရသာပေါ့သူကကြတော့ဒီဘက်ဂရီတွေမှာဘဲဥငံပါမုတ်လောက်တာတို့ဘာလို့နေရာမှာသုံးဖို့အတွက်ထုတ်လုပ်ထားတာဖြစ်တယ်ပေါ့နော်ဒီနှစ်ခုလုံးကကြတော့လက်သက်လည်းရပြီးသွားပြီဖြစ်တယ်ဒါပေမဲ့အခုကျမတို့ပေါ့နော်အဲ့နှစ်ခုကိုအဓိကကကြတော့ modern trade market ကိုအဓိကသွားမှာပါအဲ့ဒီကနေပြီးတော့ modern trade ပေါ်တင်နိုင်မှဒါတခြား B2B market ကိုဆက်ပြီးတော့သွားဖို့စီစဉ်ထားပါရှင်မသိမြအောင်အနေနဲ့စုချင်းငွေ40ရာခိုင်နှုန်းကျပ်သိန်း200မရရှိခင်ကပထမအကြိမ်အဖြစ်30ရာခိုင်နှုန်းစုချင်းငွေကျပ်သိန်း150ကိုရရှိခဲ့တာဖြစ်ပြီးသူမရဲ့စီးပွားရေး idea စားပဲဥငံလုပ်ငန်းကိုစတင်ခဲ့တာဖြစ်ပါတယ်ငကိုတွေကလည်းကျမရဲ့တက်ကြီးအာလူကျော်လုပ်ငန်း FDA ရပြီးသားပေါ့နော်အဲ့အတွက်ကျမကဒီရွှေဦးလုပ်ငန်းကိုလုပ်တဲ့အခါမှာလည်း food safety standard နဲ့ညီညွတ်အောင်နည်းပညာကျွမ်းကျင်တဲ့လူတွေနဲ့တိုင်ပင်ပြီးတော့တေချာလေးစီစစ်ပြီးလုပ်ထားပါတယ်ရှင်ဒိုင်လူကြီးတွေအနေနဲ့
မသိမ်းမြအောင်ရဲ့အရှိတကုံကလုပ်ငန်းလုပ်ကံရနေရာကိုတွားရောက်ကြည့်ရှုခဲ့ပြီးလုပ်ငန်းနဲ့ပတ်သက်ပြီးအကြံပြုဆွေးနွေးပေးခဲ့တာတွေရှိခဲ့ပါတယ်အရင်တစ်ခေါက်ဒီလာရောက်ပေါ့နော်ကြည့်ရှုပြီးအကြံပေးတာဆိုလို့ရှိရင်အဓိကအဖြစ် market နဲ့ပတ်သက်ပြီးတော့အကြံပေးတယ်အဓိကတော့ပထမခြေလှမ်းတစ်လှမ်းပဲဆိုင်နဲ့ဆိုင်မှာတင်ပြီးကို product ကိုလူမြင်ပြီးဆိုရင်နောက်ဟာတွေလွယ်သွားပြီကျွန်တော်တို့ဘယ်ဆိုင်မှာတင်ထားပါတယ်လို့ပြောလိုက်ရင် reference တစ်ခုရတာပဲနောက်တစ်ခုကတော့ဗာလဲဆိုတော့တကယ်ထွက်လာပြီဆိုရင်တော့အနည်းဆုံးကတော့ကိုယ်မှ QC တယောက်တော့ရှိရမယ်ဒါမှမဟုတ်ကိုယ်တိုင် QC ပေါ့နော်ဆိုရင်အမြဲတမ်းထွက်တဲ့ batch time ကိုကလိုက်ကြည့်နေရကျွန်တော်တို့တခုခုမှားသွားတာနဲ့ဟိုဖြစ်မှာကို brand နာမည်ဟိုဖြစ်မှာဟုတ်ကဲ့ဆရာအဲ့အကြံပေးချက်အတိုင်းပေါ့ကျမတို့လည်းဒီ market မှာဒီဒိုင်လူကြီးမင်းတွေအကြံပေးထားတဲ့အတိုင်းကိုလည်းပြန်ပြီးတော့ထပ်မံစူးစမ်းတာတွေရှိတယ်။နောက်ဒီ food safety နဲ့ပတ်သက်တာကိုနှစ်ခုအကြံပေးထားတယ်။နောက်ပိုင်းကျတော့စားသုံးတဲ့လူတွေကနည်းနည်းလေးဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ knowledge တွေပိုရှိလာတော့အရင်တော့ဆရာတို့လည်းဒီနေ့ကောက်ဖတ်စားတာဘာမှအနောက်ကဟိုမဖတ်ဘူး။အခုကဖတ်လာကြတယ်။ nutrition ဘယ်လောက်ပါတယ် calorie ဘယ်လောက်ပါတယ် protein ဘယ်လောက်ပါတယ်အစားဖတ်လာကြတယ်။အဲ့ဒါမှန်ဖို့ရည်ဟုတ်ကဲ့ဒီ food safety နဲ့ဆိုလို့ရှိရင်လည်းလိုအပ်ချက်လေးတွေကိုဒီထောက်ပြသွားတာလေးရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြုပြင်ပြီးတော့ဆက်လက်လှုပ်ဆောင်နေပါတယ်ရှင်မသိမ်းမြအောင်ဟာရွှေဥစားပဲဥငံလုပ်ငန်းကိုပထမအကြိမ်နဲ့ဒုတိယအကြိမ်ပေးခဲ့တဲ့စုချင်းငွေ350နဲ့တဖြည်းဖြည်းတိုးတက်အောင်အကောင့်ထဲပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒိုင်လူကြီးတွေဖြစ်ကြတဲ့ဦးထွန်းထွန်းနိုင်နဲ့ဒေါ်ဤပိုးဖြူတို့ကအခုလိုမှတ်ချက်ပြုထားကြပါတယ်။အရန်ကိုပေါ့နော်ဝမ်းသာရပါတယ်အခုတောက်လျှောက်ပေါ့ဟိုသူတို့လုပ်နေတဲ့အလုပ်တွေကိုလည်းကျမတို့တွေပထမအဆင့်နေနဲ့ဆက်လက်အခါမှာလည်းတကယ်ကိုတိုးတက်မှုတွေမြင်ရပါတယ်ဒီထဲမှာပေါ့နော်ကျမတို့လည်းဒိုင်တယောက်အနေနဲ့ဒီလိုကောင်းမွန်တဲ့လုပ်ငန်းတစ်ခုရွေးချယ်ပေးပြီးတော့သူတို့တွေဒီလိုမျိုးတိုးတက်လာတာလည်းဟိုအရှိန်ဟုန်တက်လာတဲ့မျက်စိတမိတ်အတွင်းမှာနေပဲထိထိရရောက်နဲ့လောက်ကန်နေတာကိုမြင်တဲ့အတွက်ကျမတို့ဝမ်းသာပါတယ်ရှင်နောက်ဆုံးကျွန်တော်တို့ဒါစုရတာတော့ရွှေဥဘဲဥစားငန်လုပ်ငန်းပေါ့တကယ်တမ်းတော့သူတို့ရဲ့ပါတနာနှစ်ယောက်မှာတယောက်ချင်းစီလုပ်ငန်းရှိတယ်ဆိုရင်ဒီဘဲဥစားငန်လုပ်ငန်းကဒါအသစ်ဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့အားလုံးကိုသုံးသပ်တဲ့အခါမှာလည်းဒီလုပ်ငန်းကဒီစားသောက်ကုန်မှာလည်းတကယ်လိုအပ်တယ်စားသောက်ကုန်ချမ်းအနေနဲ့လည်းသုံးလို့ရတယ်ဆိုရင်ဒါမျိုးကိုတွေးရတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့အနေနဲ့ဒိုင်ဒီအနေနဲ့ကတော့တကယ်အားရတယ်ဒီနောက်ဆုံးဒီစုရသွားတဲ့အမျိုးသမီးပေါ့နော်ဒါဘဲဥစားငန်လုပ်ငန်းအမျိုးသမီးဆိုတော့တကယ်ထိုက်တဲ့နဲ့ရတယ်လို့မြင်ပါတယ်ကျွန်တော်တို့စုရတဲ့အပြင်တခြားစိတ်ဝင်စားတဲ့ပါတနာတွေနဲ့လည်းသူတို့တွေ့နိုင်မယ်ဆိုတော့ဒီလိုရည်ရွယ်ချက်တွေနဲ့ဒီ program ကိုစလုပ်တာဖြစ်တဲ့အတွက်ကြောင့်ဒီပထမဦးဆုံးဒီစုရတဲ့ဒီလုပ်ငန်းရှင်အနေနဲ့ကတော့ဒီထက်မက300မကတန်ဖိုးရှိတဲ့အကျိုးကျေးဇူးတွေကိုသူတို့ရရှိမှာဖြစ်ပါတယ်ရွှေဥစားပဲဥငံလုပ်ငန်းရဲ့မန်နေဂျာမတ်လက်မွန်ပိုင်ကလုပ်ငန်းခွင်မှာသူမတာဝန်ယူလှုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးအခုလိုပြောပြထားပါတယ်ဟုတ်ကဲ့ညီမတို့ဒီလုပ်ငန်းမှာတယ်ဒီနဲ့တွဲပြီးတော့လုပ်ကိုင်နေတာတက်တက်6နှစ်ရှိပါပြီရှင်ညီမအခုတာဝန်ထမ်းဆောင်နေရလေးကတော့ဝန်ထမ်းတွေကိုကြီးကြပ်ပေးရတဲ့ quality control ကိုတာဝန်ယူထမ်းဆောင်နေပါတယ်ရှင်မသိမ်းမြအောင်အနေနဲ့စားပဲဥငံလုပ်ငန်းမှာလိုအပ်ချက်ဖြစ်တဲ့ဘဲဥကုန်ချမ်းရရှိရေးနဲ့ထုတ်ပိုးမှုအတွက်ပြိုင်ပွဲကနေရရှိတဲ့40%စုချင်းငွေကျပ်သိန်း200ကိုအဓိကသုံးစွဲခဲ့တယ်လို့ပြောပါတယ်ကျမတို့ကဒီ200ရပြီးတဲ့နောက်ပိုင်းမှာအဓိကက modern trade ကိုအဓိကသွားတယ် modern trade ရဲ့အဓိကလိုအပ်ချက်ကကြတော့ stock တွေကready ဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့ခါကျတော့ဒီသိန်း200ကိုအဓိကသုံးတာကတော့ဒီကုန်ကျန်းတူလောင်တဲ့အပိုင်းမှာအဓိကသုံးတယ်နောက်တစ်ခါကျတော့ packaging ပိုင်းပေါ့နော် packaging ပိုင်းကလည်းတခါတည်းဒီထုတ်ပိုးမှုအတွက်ကိုအများကြီးဝယ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပိုင်းမှာသုံးတယ်သုံးပြီးတော့အခုဒီ macro အပြင်ကို city map ဆိုလို့ရှိရင်ဒီပို့ပြီးတော့စိုင်ခွဲတွေအများများတဲ့အတွက်ကြောင့်မို့လို့ stock တွေကဒီထက်ပိုပြီးတော့လိုလာတော့မှာအဲ့ဒီအတွက်ကိုလည်းကုန်ကျန်းတူလောင်တာတွေကိုထပ်မံဖြည့်ဆည်းရပါတယ်ရှင်
Study Point ဝင်တာမသိမ်းမြအောင်အနေနဲ့ပြိုင်ပွဲကနေရရှိတဲ့စုချင်းငွေကျပ်3,500ကိုသုံးစွဲပြီးစားပဲဥငံလုပ်ငန်းတိုးတက်အောင်မြင်အောင်အကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်။ကြံရှိတဲ့စုချင်းငွေ30%ကျပ်350ကိုလည်း product အသစ်ဖြစ်တဲ့စားပဲဥငံအမှုတ်အတွက်သုံးစွဲသွားမယ်လို့သိရပါတယ်။ အခုကျမတို့သုံးထားတဲ့အထီးကကြတော့ဒီအရှိမာကအနှစ်ဟိုပေါ့နော်အနှစ် frozen အထီးကိုအဓိကသုံးထားတာပေါ့နော်အခုဒီနောက်ပိုင်းမှာကကြတော့အမှုန့်ကိုအဓိကသွားမယ်ပေါ့နော်အဲ့ခါကျတော့အမှုန့်အတွက် packaging တွေကိုလည်းအခုပြင်ဆင်နေရပေါ့နော်အဲ့အတွက်လည်း City Mart ကိုတင်มาဖြစ်တဲ့အတွက်သူတို့ရဲ့လိုအပ်ချက်တွေသူတို့ criteria တွေနဲ့ညီတဲ့ packaging တွေကိုလည်းပြင်ဆင်နေတယ်အခုထည့်ရမယ့်ဟာကကြတော့ဒီအမှုန့်အတွက်ကိုအဓိကသုံးဖို့များမှာပဲရှင့်ဝယ်လိုအားကတော့ဒီကျမတို့ macro မှာကတက်လာရှိပြီပေါ့နော် City Mart ကကြတော့မတင်ရသေးဘူးအခုနောက်ဆုံးလာစစ်တဲ့အနေထားအထိရောက်ပြီပေါ့ဒီ macro မှာဆိုလို့ရှိရင် तू ကဒီ order ကိုဟိုအစတော့ကမထင်မှတ်လောက်အောင်ပေါ့နော်တစ်လအောင်2ကြိမ်လောက်ပဲပို့ရမယ်ထင်ရနေတပတ်ကို2ကြိမ်လောက်ပို့နေရတယ်ဟိုအဲ့လောက်ထိကိုပေါ့နော်အစတော့ကဒီ product ကလိုအပ်ချက်ရှိမှန်းသိပေမဲ့ဟိုဝယ်ယူမှုအဲ့လောက်များမယ်မှမထင်ဘူးပေါ့နော်ဆိုတော့ထုတ်တာကတပတ်ကို2ရက် order အနေနဲ့ပို့ဆောင်နေရပါတယ်ရှင် Study Point စီးပွားရေး idea ပြိုင်ပွဲမှာဒိုင်းတဦးဖြစ်အကဲဖြတ်သုံးသပ်ပေးခဲ့တဲ့ဒေါက်တာကေတရီကျော်ကလည်းရွှေဥစားပဲဥငံလုပ်ငန်းနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြထားပါတယ် ပထမဆုံးအနေနဲ့ဆိုရင်တော့တော်တော်လေးဝမ်းသာပီတိဖြစ်ရတာပေါ့နော်ဒါကိုကိုတိုင်းဒိုင်းနေအားလုံးရွေးချယ်ထားတဲ့အလားလာရှိစီးပွားရေးတစ်ခုကဒီမြက်ဝါးထင်ထင်ပေါ့နော်အကောင့်ထင်ဖော်နေအောင်တည်ရတဲ့ဒါတော့အရင်ကပီတိဖြစ်ရတယ်စိတ်ထဲမှာလည်းပေါ့နော်ဈေးကွက်ထဲမှာအဲ့ brand လေးကိုတွေးလိုက်တယ်ဆိုလဲဟိုကိုတိုင်းမလုပ်ခဲ့ရပေမဲ့ကိုတိုင်းတူတူပေါ့နော်ပါဝင်ခဲ့တဲ့ဒီ feeling မျိုးကိုစိတ်ထဲမှာခံစားရတယ်ပေါ့နော်အခုဆိုရင်အဲ့ product လေးတွေကဒီ shopping center တချို့မှာစပြီးတော့ဝယ်ယူလို့ရနေပြီပေါ့နော်အဲ့တော့ဒါတော့အဲ့ product လေးကိုမြင်တွေ့ရရင်စိတ်ထဲမှာကိုနဲ့တူတူမွေးဖွားခဲ့တဲ့ဒီထုတ်ကုန်လေးတစ်ခုလိုမျိုးမြင်တိုင်းအမြဲတမ်းဝမ်းသာပီတိဖြစ်နေရတာပါ ရွှေဥစားပဲဥငံလုပ်ငန်းဆိုတာမူလကစားပဲဥငံအရသာအာလူးကျော်အတွက်တနိုင်တစ်ပိုင်းကိုယ်တိုင်ပြုတ်လို့သုံးစွဲရာကနေ Study Point စီးပွားရေး idea ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရင်းအခုလိုအသေးစားလုပ်ငန်းငယ်တစ်ခုအဖြစ်ပြည်ပြင်းအသက်ဝင်လာခဲ့ပါတယ် အမတို့ပြိုင်ပွဲမှာစပြိုင်တော့ဒီအမက B2B ရဲ့ modern trade ရဲ့အဓိကပြောတယ်ပေါ့နော်ဒါပေမဲ့တကယ်လုံးတဲ့အခါမှာအမတို့ကဒီချက်ချင်းကိုအများကြီးကိုဟိုလုံးလို့မရတာကိုတွေ့ရတယ်အဲ့ခါကျတော့အမတို့ဒီ3လအတွင်းမှာ target ကကျတော့ modern trade ကိုအဓိကသွားတယ်အဲ့တော့ဒီ3လရဲ့ target ကကျတော့ modern trade မှာဆိုရင်အကြီးဆုံးဖြစ်တဲ့ macro city map တို့တင်နိုင်ဖို့ပေါ့နော်အဲ့တော့အဲ့ဟာကိုတင်ပြီးရဲ့အချိန်ကြာမှာတခြားပြင်ပဖြစ်တဲ့ B2B တို့ဒီ individual customer တွေကိုသွားမယ်လို့တော့အမတို့စဉ်းစားထားပါတယ် market အနေနဲ့ပေါ့ Study Point စီးပွားရေး idea ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့မသိမ်းမြအောင်အနေနဲ့သူမရဲ့စီးပွားရေး idea စားပဲဥငံလုပ်ငန်းကိုအကောင့်ထဲပေါ်ရမှာလုပ်ငန်းအဆင့်အလိုက်တိုးတက်ပြောင်းလဲလာတဲ့အပေါ်စုချင်းငွေကျပ်3,500ကို3ကြိမ်ခွဲပေးခဲ့တာဖြစ်ပြီးကြန့်ရှိတဲ့တတိယအကြိမ်ကျပ်350ကိုလည်းလုပ်ငန်းရဲ့တိုးတက်မှုအရာစီမင်းစည်းကမ်းတွေနဲ့အညီထုတ်ပေးခဲ့တာဖြစ်ပါတယ် ဒီဝင်းနာစုချင်းအနေနဲ့3,500ရရှိပြီးရဲ့နောက်ပိုင်းမှာကျမတို့ဒီ idea state ကနေပြီးတော့တကယ်ပေါ့နော် market ထဲအထီးကိုဒီ3လအတွင်းမှာအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်အခုဆိုလို့ရှိရင်ကျမတို့ဒီစဉ်းစားထားတဲ့ကုန်ပစ္စည်းအသစ်တွေကိုလည်းထုတ်လုပ်နိုင်ခဲ့ပြီးတော့ဒီ modern trade ဖြစ်တဲ့ macro တို့ city map တို့မှာပါတင်သွင်းရောင်းချနေပြီပဲဖြစ်ပါတယ်ရှင်ဒီ season ကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအနေနဲ့ကိုယ်မှာစီးပွား idea ရှိပြီးတော့တကယ်လက်တွေ့အကောင့်ထဲပေါ်ခြင်းနေဆိုလို့ရှိရင်ဒီပြိုင်ပွဲရဲ့ season 2လေးရှိပါတယ်အဲ့ season 2မှာဝင်ရောက်ရှင်ပြိုင်ပြီးတော့ idea တွေကိုတကယ်လက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Study Point စီးပွားရေး idea ပြိုင်ပွဲမှာစစ်စစ်အကဲဖြတ်ရွေးချယ်ပေးခဲ့ကြတဲ့ဒိုင်လူကြီးတွေအနေနဲ့လည်းပြိုင်ပွဲနဲ့ပတ်သက်ပြီးအခုလိုပြောပြခဲ့ကြပါတယ်။ နောက်ပြုလုပ်မဲ့ဒီ season တွေမှာလည်းပဲပါဝင်ရှင်ပြိုင်မဲ့ကျွန်တော်တို့ SME MSME ဟိုလုပ်ငန်းရှင်တွေဒီပြင်တခြားသောကျွန်တော်တို့အသိပညာရှင်အတတ်ပညာရှင်ကျွန်တော်တို့တက်သည့်ပညာရှင်တွေအနေနဲ့လည်းပဲဒါကိုယ့်ရဲ့စိတ်ကူးစိတ်တန်းကောင်းတွေကိုလက်တွေ့လုပ်ဖို့အတွက်လိုအပ်နေတဲ့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုချက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်တာတော့ဒီ Stadium Point Business Idea ပြိုင်ပွဲကတော့ခွင့်လန်းတစ်ခုလို့ကျွန်တော်တို့ကပြောချင်တယ် ကျမတို့ဒီဘက်ကနေပြီးတော့
ပေးတဲ့စုချင်းငွေဒီ900နဲ့တကယ်လို့မှလုပ်ငန်းလေးသေးသေးလေးတစ်ခုကနေလုပ်ငန်းအလက်စားထိကိုဖြည်းဖြည်းချင်းလှမ်းနိုင်ပါတယ်ဒါကို season 1မှာတကယ်တက်သေးပြသွားခဲ့ပါပြီပေါ့နော် season 2ကိုတကယ်လို့ဝင်ပြိုင်မယ်ဆိုလို့ရှိရင်လည်းဒီလို300နဲ့ဖန်တီးနိုင်တယ်ဆိုတဲ့ idea မျိုးရှိတယ်ဆိုရင်တော့ဒီ season ဝင် join သင့်ပါတယ်ရှင်ဒီပြိုင်ပွဲလေးကဒေါက်တာသာလူငယ်တယောက်ဆိုရင်ကိုယ်တိုင်ဝင်ပြိုင်ရင်းတဲ့ program တစ်ခုဖြစ်တယ်ပေါ့နော်လူငယ်တွေအနေနဲ့ idea အတွေးခေါ်ရှိုံနဲ့ဝင်ရောက်ရှင်မယ်လို့ရပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်ဒေါက်တာကတော့ဝင်ရောက်ရှင်မယ်ဖိတ်ခေါ်ခြင်းနဲ့ဝင်ထားရသည်ဖြစ်သည်မရသည်ဖြစ်စေပေါ့နော်ဒီပြိုင်ပွဲကနေပေးတဲ့အတွေးခေါ်တွေပညာရက်တွေလုံးဝတန်ဖိုးရှိတယ်နောက်တစ်ခုကကိုက public speaking ကိုပို့ပြီးတော့ရင်းနှီးလာမယ်လူငယ်တိုင်းဒီပြိုင်ပွဲလေးကမဖြစ်မနေပါဝင်ရှင်ပြိုင်တဲ့ program တစ်ခုပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာပထမဦးဆုံးစီးပွားရေး reality show ဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်အနေနဲ့အရန်ကိုအားရတဲ့ program တစ်ခုဖြစ်ပါတယ် season 2ကြရင်တော့ဒါမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ဒီအသေးစားအလက်စားအငယ်စားစီးပွားရေးလုပ်ငန်းရှင်တွေစုံတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ပါဝင်ပေးကြပါလို့ကျွန်တော်အနေနဲ့ဒီကတောင်းဆိုချင်ပါတယ် starting point ကလည်း season 1ကနေ season ပေါင်းများစွာအထိဒါသွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဒီကနေလည်းဆုတောင်းပါတယ်